အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်သင်မဲ့သင်ခန်းစာကတော့အခန်း7လေ့ကျင့်ခန်း7.1ကနံပါတ်10 17 12 13မှုဖြစ်ပါတယ်နံပါတ်10မှာဆိုရင် coordinate ပြင်ကြီးပေါ်မှာ x coordinate ပြီးတဲ့ y coordinate တစ်ဝက်ရှိသောအမှတ်3ခုကိုနေရာချမှာအမှတ်တစ်ခုစီကိုအသီးသီးဆက်ပါတဲ့ထိုအမှတ်ဒီမူလအမှတ်ကိုပြသွားတော့မိတာတစ်ကြောင်းပေါ်ရင်သိရှိနိုင်ပါမလားတဲ့ဒီမှာ x coordinate က y coordinate ရဲ့တစ်ဝက်ဆိုတော့ကျွန်တော်ကအမှတ်3မှတ်ကိုယူလိုက်ပါမယ်x coordinate ဒီ y coordinate တစ်ဝက်ရှိတော့အမှတ်3ခုမှာဆိုတော့ -1, -2 နော် -1, -2 နော်အဲ့ coordinate က y coordinate ရဲ့တစ်ဝက်နော် y coordinate -2 ဆိုရင်ဒီရဲ့တစ်ဝက်က-1နောက်ကနော် y တန်ဖိုးက2ဆိုရင် x တန်ဖိုးက1 y တန်ဖိုးက4ဆိုရင် x တန်ဖိုးက2ပေါ့နော်သူကတစ်ဝက်ဖြစ်တဲ့အတွက်ဟုတ်တယ်ပြတာတဲ့နဲ့ကိုင်းဆိုတော့ဘယ်အမှတ်မဆိုရေးနိုင်မှာဒါဒီချက်ဥမာအနေနဲ့ရေးထားတာပါပြတာကျွန်တော် coordinate ပြီးဆွဲမယ်ဆွဲပြီးတဲ့အခါမှာကျွန်တော်ရလာတဲ့အမှတ်3ကိုနေရာချမယ်နော်-1, -2, 1, 2, 2, 4နော်ဒီပထမဆုံးကျွန်တော်တို့က-1, -2 နှစ်ခုစလုံးကအနောက်ကိန်း x coordinate ကို y coordinate ကိုအနောက်ကိန်းဖြစ်တဲ့အတွက်သူက current 3မှာရှိရနော်အဲ့ဒါ x တန်ဖိုးက-1 y တန်ဖိုးက-2ဆိုတဲ့နေရာမှာ-1, -2 နောက်တစ်ခုကကျွန်တော်1, 2 x တန်ဖိုးက1 y တန်ဖိုးက2နေရာမှာကျွန်တော်1, 2ဆိုပြီးတော့အဆက်လေးချလိုက်မယ်နော်အမှတ်မှတ်လိုက်မယ်နောက်တစ်ခုကကျွန်တော်2, 4 x တန်ဖိုးက2 y တန်ဖိုးက4အဲ့ဒီမှာဆက်လေးဆက်ချမယ်အဲ့ဒီအမှတ်တွေကိုဆက်ကြည့်လိုက်မယ်နော်အဲ့ဒီအမှတ်တွေကိုဆက်ကြည့်လိုက်မယ်ဆက်ကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ဒီအမှတ်ကနော်မူလအမှတ် 0.0 နော်ဒီ y ဝင်ရိုးနဲ့ x ဝင်ရိုးနဲ့ဆိုတဲ့နေရာ 0.0 အဲ့ဒါကိုဖြစ်သွားတဲ့မြင်းဖြောက်တစ်ချောင်းပေါ်မှာသူကတည်ရှိပါတယ်ဟုတ်လားအမှတ်3ခုကမူလအမှတ်နော် O ပေါ့နော်မူလအမှတ် O က 0.0 ဖြစ်သွားတဲ့မြင်းဖြောက်တစ်ချောင်းပေါ်မှာတည်ရှိပါတယ်နော်တည်ရှိပါသလားဆိုတော့တည်ရှိတဲ့အတွက်တည်ရှိပါတယ်ပေါ့နော်နောက်ကနံပါတ်7ပါ coordinate ပြင်ကြီးပေါ်မှာတဲ့ y coordinate က x coordinate အောက်တစ်ယူနစ်ရော့သည်အမှတ်နှစ်ခုကိုဆက်တော့မြည်သည်မူလအမှတ်ကိုဖြစ်သွားနိုင်ပါမလားဒီစမတော့ဘယ်လိုရေးမလဲနော် y coordinate က x coordinate အောက်တစ်ယူနစ်ရော့တဲ့အမှတ်နှစ်ခုဒါဆိုရင်နော် -1, -2 ဒါ y coordinate က -2 နော် x coordinate က -1 y coordinate က x တဲ့တစ်ယူနစ်ရော့တာပေါ့နော်နောက်တစ်ခုက 2, 1နော်အဲ့ဒါလည်းဒီလိုတစ်ယူနစ်ရော့တာပေါ့နော်အနောက်ကိန်းမှာဆိုလို့ရှိရင်ဒီမှာ -2 နဲ့ -1 ဆိုလို့ရှိရင်နော် -2 ကတစ်ယူနစ်ရော့တာလေအဲဒါကြောင့်မို့ဆိုတော့ -1, -2 ရေးပါတယ်အဲဒီကျိုးက coordinate ပြင်ကြီးတစ်ခုဆွဲမယ်ပြကြရင်ရိုးချထားတဲ့အမှတ်နှစ်ခုကိုနော်နေရာချမယ် -1, -2 ဆိုတာကကျွန်တော်တို့က quadrant 3မှာရှိတဲ့နှစ်ခုစလုံးအနှုတ်ဖြစ်တယ်ပေါ့နော်အမှနေရာချမယ်နောက်က 2, 1ကကျတော့ကျွန်တော်တို့နှစ်ခုစလုံးအပေါင်းဖြစ်တဲ့ quadrant 1မှာနော်နေရာချတယ်ပေါ့နော်အဲ့ဒီအမှတ်နှစ်ခုကိုရိုးဆက်လိုက်တဲ့အခါမှာအဲ့အမှတ်နှစ်ခုကတို့ဒီမူလအမှတ်ဖြစ်တဲ့ 0.0 ကိုနော်ဖြတ်မသွားဘူးမူလအမှတ်ကိုဖြတ်မသွားဘူးဘယ်နေရာနေဖြတ်တယ်လဲဆိုလို့ရှိရင်နော်ဟိုလေ 1.0 နေရာကနေဖြစ်သွားတာပါဒါကြောင့်မို့ x တန်ဖိုး1 y တန်ဖိုး0နေရာအမှတ်ကနေဖြစ်သွားတာဖြစ်တဲ့အတွက်နော်အဲ့အမှတ်နှစ်ခုဆက်တဲ့မြင်ဟာမူလအမှတ်ကိုမဖြစ်နိုင်ပါဘူးတဲ့နံပါတ်7ပါသူကအမှတ်ပေးထားတယ် -3.0 4.0 5.0 လို့နေရာချပါထို့နောက်ဆွဲထားသောပုံမှာလေးတဲ့တွေ့ရှိချက်ကိုပြပြပါတဲ့ဒီ0ပုံလေးဆွဲမယ်ပြရင်သူပေးထားတဲ့နော်ဒီအမှတ်တွေကိုနေရာချမယ်ပထမဆုံး -3.0 ဆိုတော့နော် -3 ကx တန်ဖိုး0က y တန်ဖိုးဆိုတော့ဒီ x ဝင်ပေါ်မှာရှိပါတယ်နောက်အမှတ်တစ်ခုကလည်း 4.0 ဆိုတော့4တန် x တန်ဖိုးက4 y တန်ဖိုးက0နောက်တစ်ခုက 5.0 ဆိုရင် x တန်ဖိုးက5 y တန်ဖိုးက0နော်ဒါဆိုလို့ရှိရင်ကျတို့ဒီအမှတ်တွေကိုနော်အမှတ်တွေကနော်y တန်ဖိုးတွေက0ဖြစ်တယ်ဆိုရင်ကျွန်တော် x ဝင်ပေါ်မှာရှိရလို့ဆိုတာကသင်ငယ်မှုတယ်ပေါ့နော်ဒါကြောင့်မို့ပြထားသောအမှတ်3ခုရဲ့ x coordinate တွေကသူများတွေဖြစ်တဲ့ပြင်ပြထားသောအမှတ်3ခုက x ဝင်ပေါ်မှာတည်ရှိပါတယ်နော်နောက်တစ်ခုကနံပါတ်73မှာကအမှတ် 0.2 0.5 0.-2 ကိုနေရာချပါအဲ့နောက်ဆွဲထားသောပုံမှာလေးတာလေးရှိချက်ကိုဖော်ပြပါတဲ့ခုနတိုင်းမှာကျွန်တော်နံပါတ်7အတိုင်းပါပဲနော်coordinate ပြင်ကြီးပုံလေးဆွဲမယ်ဆွဲပြီးတဲ့အခါမှာအဲ့ဒီအမှတ်တွေကိုနေရာချမယ်နော်ပထမဆုံးကျွန်တော်က 0.-2 ကိုနေရာချမယ်နော် x တန်ဖိုးက0 y တန်ဖိုးက-2ဆိုတော့ကျွန်တော်က y ဝင်ရိုး x တန်ဖိုး3ဆိုရင် y ဝင်ရိုးမှာရှိတယ်နော်နောက်တစ်ခုကကျ0 x တန်ဖိုးက0 y တန်ဖိုးက2
နောက်တစ်ခုက 0.5 8တန်ဖိုးက0 1တန်ဖိုးက5ဟုတ်နော်ဒီမှာကျွန်တော်လေ့လာတွေ့ရှိချက်အရဆိုလို့ရှိရင်ပုံရဲ့အမှတ်3ခုက coordinate အဲ့ coordinate တွေက3ညဖြစ်နေတယ်ဒါကြောင့်မို့ဆိုတော့နော် y0 ပေါ်မှာဒီအမှတ်3ခုကတရှိပါတယ်တဲ့ဟုတ်နော်ဒီပုံကရှိတဲ့အမှတ်3ခုရဲ့အဲ့ coordinate တွေက3ညဖြစ်တဲ့ပြင်ရေးမှတ်3စုံပြီး y0 ပေါ်မှာတရှိပါသည်လို့ရေးရရပါပြီဟုတ်ပြီနော်ဒီနေ့ကတော့လေ့ကျင့်ငယ်နော်17.1ကနံပါတ်10 17 13ကိုဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်